တဲ့ဘဝကဗျာဖြစ်ချင်တာလို့ချင်တာကိုကြိုးစားရင်နဲ့ဖွေရှာကောင်းတင်ပြတိမ်လွာတွေပေါ်စိတ်ကူးလေးများချိန်တာဟိုဝေကအိမ်မလေးစီအနီးဆုံးရောက်အောင်လမ်းကြနေနေညာပြောင်းလဲခြင်းမှာဘဝရဲ့မိစားရှိသမျှနဲ့သူစိတ်ကယူသွမှုနဲ့ဘဝတို့ရဲ့ယုံကြည်ခြင်းများကိုဟေးကဲရောက်ပါဖြစ်ဖြစ်လေးပဲကောင်းပါတယ်ဖြစ်ဖြစ်လေးပဲသွားမယ်ကွယ်